အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့နေဝင်တော်မှာခီးတဲ့တွေလက်ပို့နေတယ်တောင်ပေါ်မှာထားလာတဲ့စစ်တင်မော်တစ်စီးဒါစစ်တင်မော်ဆိုတာအရောက်ပေါ့နော်ဒီတမိုင်းဝင်တဲ့တင်မော်လာမသိဘူးဒါသူတို့အလှပြလာဟာလေကျွန်တော်လက်ပြပေးတာဖြစ်ပါတယ်ဒါစစ်တင်မော်ဒီမှာလက်နက်တွေအများကြီးသူ့ရဲ့အောက်မှာတော့ရာဇဝင်ရှိတယ်လို့တော့ထင်တာပဲသူရေးထားတဲ့စမ်းစာကျွန်တော်စမ်းစာလို့ဖတ်မတော့ဒါဒီနေဝင်တော်ပေါ်မှာဆိုဒီစစ်တင်မော်အယုတ်လေးတော့မှန်မောင်နဲ့ပြီးချာကြကြနနလေးထားတယ်လို့ရတယ်ဒီကောင်စစ်တင်မော်အငယ်လေးပေါ့ဒါနောက်တစ်စီဒီစစ်တင်မော်လေးကြတော့အနောက်မှာဟယ်လီကော်ပတာပါနေဝင်တော်အလဲလိုင်းနဲ့ကြီးတဲ့တွေအောက်မှာထားပြီးတော့ဒီစစ်တင်မော်3စီလက်ပြပြမှန်မောင်နဲ့တေချာထားပြီးတော့တေချာရှင်းရှင်းလင်းလင်းရိုက်လို့မရဘူးဒီနေဝင်တော်ကနေမဝင်တဝင်ခံနေဆိုလို့ရှိရင်တအားလှဒီနေဝင်တော်အလဲလာလို့ရှိရင်ကျွန်တော်ဆက်သွယ်လာရရနော်ကျွန်တော်အခန်းရောက်ပြီးအကျိုးပို့လုပ်ပြရဖြစ်ပါတယ်ခင်ဗျာဘကမြို့မှာအခန်းပြောင်းခန်းရှိပစ္စည်းတဲ့လဲကျွန်တော်ဆက်သွယ်လို့ရနော်ကျွန်တော်အခန်းရောက်ပြီးကျိုးပို့လုပ်ပေးပါတယ်ဒီအောက်ဝက်ချမ်းမှာဆိုလို့ရှိရင်လူတွေရောစီးတယ်နေဝင်စီးစာကိုဓာတ်ပုံရဖို့ဆိုတော့သူတို့တွေထိုင်ဆောင်နေရတယ်အဲ့နေလုံးကအဲ့ဒီပင်လေဆက်လာတော့အောက်ကျပြီဆိုလို့ရှိရင်ဓာတ်ပုံအလှတွေရိုက်ကြတယ်အမှတ်တရဓာတ်ပုံတွေရိုက်ကြတယ်အခုတော့သူတို့ကထိုင်ဆောင်အပန်းဖြည့်တော့ကျွန်တော်ရဲ့ video file ကိုအဆုံးလေးကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်တဲ့ video file တွေမှာပြန်ဆုံကြမယ် bye bye